ကိုလည်းမမြင့်ကိုသားစဉ်မြေဆက်ကိုလည်းမမြင့်မလုပ်ကြပါနဲ့အ ਨੇ ဆုံးတော့စာဖတ်ပြီးတော့ဉာဏ်ရည်မြင့်အောင်မြင့်ပါဉာဏ်ရည်မြင့်တာနဲ့မြတ်လုပ်ရည်ကြိုင်ရည်တွေတိုးမြင့်လာပါလိမ့်လုပ်ငန်းကြိုင်ငန်းတွေမြင့်ပါအ ਨੇ ဆုံးတော့တထေးဖြစ်အောင်လုပ်ပါဟာဆရာကလည်းတထေးဖြစ်အောင်များအနှိမ့်ဆုံးလို့အ ਨੇ ဆုံးလို့ပြောနေသလားအဲ့ဒါအ ਨੇ ဆုံးအနှိမ့်ဆုံးပါပဲမခက်ပါဘူးမလုပ်ကိုမလုပ်ကြလို့စွန့်စွန့်စားစားတကားကိုမခောက်ကြလို့ဘယ်တစ်ထေးမှခွက်လာအောင်ရှုံးပြီးတော့ကုန်းမထားရတယ်လို့မရှိပါဘူးအဲ့ဒီအရှုံးကိုမကြောက်ပါနဲ့ကုန်းထားဖို့သာမလျော့ဝိရိယမလျော့ပါစေနဲ့ထားရင်ဘယ်နှခါလဲတက်ပါနောက်ဆုံးတော့ဇွဲကောင်းတဲ့မင်းရီမန်းချက်ကိုရောက်မှာပါစာချစ်သူများအားလုံးကိုမြင့်မှာကိုမိသားစုကမြင့်မှာကျွန်တော်တို့ပတ်ဝန်းကျင်ကိုမြင့်မှာကိုမျိုးမြင့်မှာအဲ့ဒီလိုအားလုံးမြင့်အောင်မြင့်ကျွန်တော်တို့တနိုင်ငံလုံးမြင့်တက်ပါလိမ့်မယ်